နေညဖះရှင်ကိုစီမီရေချမ်းအမွှေးနဲ့နာလို့ ਨੇ မပြတ်ပူဇော်ဖြစ်တယ်တတိကျူဆိုင်ပြီးမပြတ်ပူဇော်ဖြစ်ပါတယ်ပြီးကြီးပူဇော်ဖြစ်တယ်အဲ့လိုပူဇော်တဲ့နေရာမှာဖះရှင်ကရောင်ကြီးတော်များကွန့်မြူးတော်ချင်းရှာဖူးရပါတယ်ဖះရှင်ရောင်ကြီးတော်တွေကွန့်မြူးတယ်ဆိုတာလေတချို့ကပြောတော့မိရအလင်းရောင်ဟတ်တယ်နေရအလင်းရောင်ဟတ်လို့ရောင်ပြန်တယ် reflection light လို့အဲ့လိုမျိုးသူများတကယ်တကားတွေကထင်ကြီးပေးကြတယ်ဒါပေမဲ့ဗျာဆိုလိုရင်းကကျွန်တော်တို့ကိုးကွယ်နေတဲ့ဖះရှင်ရဲ့စင်တုတော်ဒီပင်လျင်ဖះရှင်ကိုရောမြတ်ကြီးရဲ့အစင်းကိုတူထားတဲ့စင်တုတော်ဖြစ်ပါတယ်ထိုစင်တုတော်တွေကိုဖះရှင်လို့နှလုံးသွင်းပြီးတော့ကျွန်တော်တို့ကပူဇော်နေကြတာဖြစ်ပါတယ်ထို့တူပဲထိုဖះရှင်ကိုပူဇော်တဲ့နေရာမှာဖះရှင်ရဲ့ကိုရောင်ကိုဝါတော်ဟာရွှေရောင်ကိုလိုကြီးဖြစ်တယ်လို့မှတ်ယူပြီးတော့ရွှေသင်္ကန်းများကပ်ပြီးတော့မြင့်မြတ်စွာပူဇော်ကြတဲ့သဘောရှိပါတယ်ဒီလိုဖះရှင်တတ်တော်ထင်ရှားမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရွှေကိုရောကြီးဖြစ်ယရနာရီစီချဲပြီးတော့ပူဇော်ကြတာမှာပူဇော်ကြတာကျွန်တော်တို့ဗုဒ္ဓဘာသာဝင်များရဲ့ယုံကြည်မှုတတ်တာတရားပဲဖြစ်ပါတယ်ထိုမြတ်စွာဘုရားရှင်ပေါင်းတို့ကိုရောင်ကြည်တော်များကိုမျိုးရန်electronic နဲ့ပြုလုပ်ထားတဲ့မီးဝိုင်းတွေ LED မီးလေးတွေနဲ့ပူဇော်ကြတယ်ရောင်ကြည်တော်ကိုမျိုးနေစီအောင်ပေါ့အဲ့လိုပြောင်းပူဇော်ကြတယ်ယခုလည်းဖះရှင်ရဲ့အုံနံတင်းကျစ်တော်မှာဒီစိန်ပွင့်ကိုပူဇော်ထားပြီးတော့ပူဇော်တဲ့အတွက်ကြောင့်မလို့မီးများပူဇော်တဲ့ခါပဲဖြစ်ဖြစ်နေအောင်ကြောင်ပဲဖြစ်ဖြစ်အလင်းရောင်ကြောင်ပဲဖြစ်ဖြစ်ဖြတ်ခနဲ့ပြုတ်ပြက်ရောင်ကြည်တော်တွေကိုမြူးသည်အလားစိတ်နှလုံးကြည်နူးပွေရာပူဇော်ရပါတယ်ထိုးသည်ပင်လျင်စိတ်ထားတတ်လျင်မြတ်သည်ဆိုတဲ့အတိုင်းဖះရှင်ရောင်ကြည်တော်ကိုမြူးနေတယ်လို့စိတ်ထဲသဘောထားပြီးတော့ကြည်ညိုလိုက်မယ်ပူဇော်လိုက်မယ်ဆိုလို့ရှိရင်ဆူတောင်းလိုက်မယ်ဆိုလို့ရှိရင်အရာတိုင်းဟာပြည့်စုံပြီးမြောက်မှာပါတတ်တော်ထင်ရှားဖះရှင်ရောင်ကြည်တော်ကိုမြူးတော်ကိုဖူးရသည့်အလျားထက်တူအကျိုးများရရှိကြမှာအမှန်ပါပဲဗျာအားလုံးကုသိုလ်ဖို့ထက်တူရကြပါစေကုသိုလ်အားလုံးအမြတ်ယူတော်မူကြပါကုန်တော့သာဓုကုသိုလ်အားလုံးအမြတ်ယူတော်မူကြပါဦးသာဓုကုသိုလ်အားလုံးအမြတ်ယူတော်မူကြပါကုန်တော့သာဓု